အခန်း26ဇီဝစုံကရဲ့အမြင့်အထက်မြင့်ဇီဝစုံငှက်ရင်ကပိုကောင်းတဲ့ရွေးချယ်မှုဖြစ်ပါသလားမြန်မာသောငှက်ဝင်ပေါက်သည်ဇီဝစုံငှက်များပုံမဆွဲဆောင်နိုင်သည်ဟုယူဆတော်လဲအောက်ပိုင်းငှက်ဝင်ပေါက်သည်လည်းအမှန်တကယ်တူညီသောရလဒ်ကိုပေးစွမ်းနိုင်ပါသည်ဇီဝစုံငှက်များသည်၎င်းတို့အတိုင်းနှင့်ပေါက်ပွားသည့်ပတ်ဝန်းကျင်နှင့်ပတ်သက်၍အလွန်စီသာကြောင်ရွေးချယ်တတ်ကြသည်သူတို့ရှာနေတာကတင့်တော်တဲ့ဇီဝစုံငှက်ရင်တစ်လုံးဖြစ်ပြီးပုံမြင့်တဲ့နေရာမဟုတ်ပေဇီဝစုံရင်တည်ဆောင်သောအခါအောက်ပါတို့ကိုထည့်သွင်းစဉ်းစားတင်သည်နံပါတ်1ငှက်ဝင်ပေါက်သည်အရန်ကြီးရပါနံပါတ်2ဇီဝစုံငှက်ရင်တွေ့ရှိအပူချိန်နှင့်ဆိုတိုင်းစာသည်တင့်တော်မှန်ကန်နေရမည်နံပါတ်3အသက်ပြင်းများစီတို့အပေါက်ဝမှာပြန်တန်းသည့်အခါအန္တရာယ်ကင်းနေရမည်ငှက်ကလေးများသည်ကောင်းကင်မှာမြင့်မားစွာပြန်တန်းကြသည်အထူးသဖြင့်ဇီဝစုံငှက်များသည်ပင်လယ်ရေမျက်နှာပြင်အထက်2800မီတာအမြင့်မှာပြန်တန်းကြလေသည်သူတို့ရဲ့အမ်ကန်ပြန်တန်းမှုစွမ်းရည်ကထူးထူးခြားခြားအံ့အားသင့်စရာကောင်းလေသည်သူတို့သည်မြေကြီးကိုမြည်သည့်အခါမှမထိသလိုတစ်ပင်ပေါ်တွင်အိတ်တန်းမတက်ကြပေအစ်ဆက်ပူမှများပေါ်များသောကောင်းကင်တွင်အတောင်မှန်များနှင့်မြင့်မြင့်ပြန်လာပြီးတင်များဝင်၌ရှာဖွေချက်စားကြလေသည်ကောင်းကင်မှာမြင့်နေသောကြောင့်ဇီဝစုံငှက်များကိုရှာရှာပါပါတွေ့ရခဲ့ပါသည်အသက်ရှင်နိုင်ရန်နှင့်မျိုးပြန့်ပွားရန်အတွက်နေ့စဉ်အစာရှာဖွေနေကြရပါသည်၎င်းတို့သည်အသက်ရှင်နေထိုင်ခြင်းသို့မဟုတ်သေဆုံးခြင်းတို့အတွက်ပတ်ဝန်းကျင်နှင့်လိုက်လုံးညီတွေရှိရန်လိုအပ်ပြီးသို့မဟုတ်ပါက၎င်းတို့မျိုးစိများပြတ်သုံးပြောက်ွယ်သွားမည်ဖြစ်ပါသည်ထို့ကြောင့်၎င်းတို့ရှင်သန်ရပ်တည်ရန်ကြိုးစားနေထိုင်ကြရလေသည်၎င်းတို့ရဲ့အသက်သည်တန်ဖိုးကြီးမားသောကြောင့်ကျွန်ုပ်တို့လူသားများသည်သူတို့ငယ်ရွယ်နှုတ်ပြိုပြီးကြီးပွားချမ်းသာစေဖို့ရန်၎င်းတို့ရဲ့အသက်များကိုစုတောင်းကြလေသည်ကောင်းကင်မှာတနေကုန်ကျက်စားတဲ့ဇီဝစုံငှက်ကလေးတွေလည်းအနားယူဖို့လိုအပ်လေသည်သူတို့နဲ့တင့်တော်သည်ဟုထင်သောလူများဖန်တီးပေးထားသည့်ငှက်ရင်တို့လာကြပါလိမ့်မည်မျိုးပွားရန်နှင့်ရှင်သန်ကြီးထွားရန်ထိုနေရာတွင်အသက်ပြုလို့ပြီးတောင်းဖို့နိုင်ကြပါသည်သူတို့အတွက်အကောင်းဆုံးအိမ်ဆောက်ဖို့ကကျွန်ုပ်တို့ရဲ့အမျက်ဆုံးကောင်းတဲ့ဇီဝစုံမွေးမြူရေးလုပ်ငန်းရဲ့အစိပ်ပိုင်းတစ်ခုသာမကပဲကျွန်ုပ်တို့ရဲ့မိတ်ဆွေတွေဖြစ်တဲ့ဇီဝစုံငှက်တို့ကိုပြန်လည်ပစ်ဆက်ဖို့လှုံ့ဆော်ရမယ့်တာဝန်ကပိုအရေးကြီးလေသည်သူတို့တို့တိစောက်ထားတဲ့ငှက်ရင်စီပြန်လည်ပြန်တန်းလာဖို့ဇီဝစုံငှက်ကလေးများကိုဘေးကင်းတဲ့လမ်းကြောင်းတစ်ခုပြုလုပ်ပေးရပါမည်ဇီဝစုံငှက်များသည်တွားလာရန်ပဲ့တင်တံကိုအသုံးပြုကြသည် Twitter များကိုနေရန်စီသို့ဥတည်လှည့်ထားပြီးအတံပြန်ထွက်လာစေရမည်၎င်းသည်ဇီဝစုံငှက်ကလေးများကိုပုံမကောင်းမစွာတော်လာနိုင်ရန်ကူညီပေးပါသည်သူတို့အတွက်တိစောက်ထားတဲ့ငှက်ရည်စီပြန်လည်ပြန်တန်းလာဖို့ဇီဝစုံငှက်ကလေးများကိုဘေးကင်းတဲ့လမ်းကြောင်းတစ်ခုပြုလုပ်ပေးရပါမည်ဇီဝစုံငှက်များသည်တော်လာရန်ပဲ့တင်တံကိုအသုံးပြုကြသည် Twitter များကိုနေရန်စီသို့ဥတည်လှည့်ထားပြီးအတံပြန်ထွက်လာစေရမည်၎င်းသည်ဇီဝစုံငှက်ကလေးများကိုပုံမကောင်းမစွာတော်လာနိုင်ရန်ကူညီပေးပါမည်သဘောလိုင်ကောင်း၏အနေငယ်ရှိသောတော်ရရလမ်းများကဲ့သို့ဇီဝစုံငှက်၏အမြင့်သည်လည်းငှက်ကလေးများ၏ဘေးကင်းလုံခြုံမှုတည်းမရှိမဖြစ်လိုအပ်ပါသည်မြန်မာသောလှိုင်ကူသို့မဟုတ်နေသောလှိုင်ကူတို့ကိုသူတို့ညီကဲ့သို့နေသားကြဖြစ်လာသည်ကိုကျွန်တော်တို့မသိတော့လဲ၎င်းတို့အန်ရကိုရှောင်ရှားနိုင်ရန်အတွက်ပြန်မဖိအားသည်၎င်းတို့ဗီဇရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ကြောင်းကျွန်တော်တို့သိပါသည်တရုတ်ဆိုစကားတစ်ခုကတောင်ဟာသိမြင်စရာမလိုဘူးနတ်သမီးရှင်အံ့ဩစွာကောင်းလိမ့်မယ်တဲ့စီစုံငှက်တွေအတွက်လှိုင်ကူသို့မဟုတ်ငှက်ရင်သည်အရမ်းမြင်ရမလိုအပ်ပဲအသက်များရှိလာရင်တော့ကြီးဝါချမ်းသာပါလိမ့်မည်ဇီဝစုံငှက်မွေးမြူရေးသည်နိဗ္ဗာန်အသုံးချမှုနဲ့ခေတ်မီစီမံခန့်ခွဲမှုလိုအပ်သည့်ထွက်ပေါ်လာသောစက်မှုလုပ်ငန်းတစ်ခုဖြစ်ပါသည်ရိုးရာလေးထားများနဲ့ရုံနှန်းစကားများသည်အလုံးမဖြစ်ပါခေတ်နှင့်အမီရှင်မောင်တန်းမှာဟူသည်ကျွန်ုပ်တို့ရဲ့နောက်ဆုံးအကြံပေးမှုဖြစ်ပါသည်ဇီဝစုံငှက်မွေးမြူရေးအတွက်စိုက်ပျိုးထုတ်လုပ်သည့်ပုံစံသည်သိပ္ပံနည်းကျမဟုတ်သောနည်းလမ်းများနဲ့ဒဏ္ဍာရီများကိုအခြေခံ၍ရိုးရာအလေးထားတစ်ခုမဟုတ်ပဲဤစာအုပ်တွင်ဖော်ပြထားသည့်အတိုင်းဇီဝဗေဒဆိုင်ရာမွေးမြူသည့်နည်းလမ်းတစ်ခုဖြစ်တဲ့သည်ကိုမှတ်သားထားရပါမည်ဇီဝစုံငှက်မွေးမြူလုပ်ငန်းအတွက်ခေတ်မီနည်းပညာများကိုအသုံးချခြင်းသည်လူအဖွဲ့အစည်းအစိုးရမူဝါဒများစီးပွားရေးဆိုင်ရာပတ်ဝန်းကျင်နဲ့မွေးမြူရေးသားစာရဖြစ်မှုတို့မှတန်ဖိုးမှုများလိုအပ်နေသည့်ပေါ်ပေါက်လာသောလုပ်ငန်းအခြေခံအုတ်မြစ်တစ်ခုဖြစ်ပါသည်ဇီဝစုံငှက်မွေးမြူရေးသည်လူအဖွဲ့အစည်းနဲ့စီးပွားရေးဆက်ဆက်နေသည့်ထူးခြားသောရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါသည်၎င်းသည်ငှက်များနဲ့လူသားများကြားပူးပေါင်းဆောင်ရွက်မှုကိုအခြေခံသည့်စနစ်တစ်ခုဖြစ်ပါသည်၎င်းတွင်ဘိသုဘပညာ architecture ဘူပန်းသဘောတရား thermophysics ဘိသုဘဆိုင်ရာအတန်ပိုင်းစနစ် architectural acoustics နဲ့ဇီဝဗေဒသဘောတရား biology တို့ပါဝင်ပါသည်၎င်းတို့သည်ဟန်ချက်ညီနဲ့အပြန်အလှန်ပူးပေါင်းဆောင်ရွက်သင့်ပါသည်သို့မဟုတ်ပါကနောက်ဆုံးတွင်အကျိုးကျေးဇူးများဆုံးရှုံးသွားပါလိမ့်မည်ကျွန်ုပ်တို့သည်ဇီဝစုံငှက်မွေးမြူရေးကိုအပြည့်အဝအသုံးချနိုင်သည့်အလွန်ကောင်းမွန်သောဇုံတွင်တည်ရှိပါသည်ကျိုးစားမှုနဲ့ကောင်းမွန်စွာတွေးခေါ်မှုဖြင့်အောင်မြင်မှုကိုမျှော်မှန်းနိုင်ပါသည်ကျွန်ုပ်တို့သည်ဇီဝစုံငှက်များတိစောက်ထားသောအသက်များကိုခုဆွတ်သူများဖြစ်သည်၎င်းတို့သည်အခါကျင်းဝင်မယူဘဲပေးကမ်းသူများဖြစ်ပြီးကျွန်ုပ်တို့သည်စုကောင်းသူများဖြစ်သည်သူတို့ကလက်ကျိုးစားပြီးသူတို့ရဲ့အဖို့တန်အတိုက်တွေကိုကျွန်တော်တို့ကအလကားယူကြလေသည်တရုတ်ဆိုစကားတစ်ခုကမင်းကိုမင်းချင်ရင်အိမ်ကောင်မှုပေါ်လာနာတဲ့ကြီးကန်းကိုလည်းချစ်ပါတဲ့ဇီဝစုံငှက်မွေးမြူခြင်းသည်မင်းရဲ့ချစ်ချင်းမြတ်တာလည်းလိုအပ်လေသည်
မိရငတ်တွေကိုချစ်ပြီးသူတို့အတွက်အကောင်းဆုံးအိမ်ဆောက်ဖို့စူးစမ်းတင်ပါသည်အခန်း29အပိုက်ဖြူဇီဝစုံငှက်နဲ့မွေးမြူခြင်းကြောင့်တည်ကောင်းစရာများကျွန်ုပ်တို့သည်ရောင်းချရန်စုကုထားသည့်ဈေးလွန်ကြည့်ပြီးအဖို့တန်သောအသင်စားသုံးနိုင်သည့်ငှက်ပိုက်များကိုဖန်တီးပေးသောကြောင့်အပိုက်ဖြူဇီဝစုံငှက်ကိုအလွန်တန်ဖိုးထားပါသည်ဇီဝစုံငှက်သည်သေးတယ်သောကိုယ်တိုင်နဲ့တန်မာသောနှလုံးရှိသောကြောင့်အကောင်းဆုံးပြန်သက်မှုပြုနိုင်သောငှက်တစ်ကောင်ဖြစ်ပါသည်၎င်းသည်မိဘတွင်ကောင်းကင်၌အစ်ဆက်ပူမများကိုမယမနာရှာဖွေစားတော့ပြီးတခါတည်းမုံနှင်းကိုခံနိုင်ရှိနေသည်ဤထူးခြားသောလှဆောင်ချက်သည်ကျွန်ုပ်တို့ကိုအားအသင့်စေပါသည်၎င်းရဲ့အကြောင်းကိုသိပ္ပံပညာလေ့လာမှုများနဲ့အချက်လက်တွေစုဆောင်းထားမှသာလျှင်၎င်းမြတ်ကိုပုံမထိရောက်စွာမွေးမြူနိုင်မှာဖြစ်ပါသည်စားသုံးနိုင်သောငှက်ပိုက်ထုတ်လုပ်သည့်ဇီဝစုံငှက်မျိုးစိနှစ်မျိုးရှိပြီးအပိုက်ဖြူဇီဝစုံငှက် Aerodromus fusificus နဲ့အပိုက်မက်ဇီဝစုံငှက် Aerodromus maximus တို့ဖြစ်သည်နှစ်ခုစလုံးသည်ဇီဝစုံငှက်မျိုးရန်အပိုဒီဒေမျိုးရန်တစ်ခုတည်းတည်းဖြစ်လေသည်ရခိုင်ကလေးကအင်းရိုးနဲ့ပေါ်ပြထားပါသည်မျိုးရင်းတူသောအခြားငှက်များနဲ့ခွဲခြားထားသင့်ပါသည်Edmund John, Nicobar John နဲ့ Dundas ကျွန်းများပါဝင်ကမ်းလွန်ကျွန်းများစွာတွင်တွေ့ရှိရသည်မြန်မာနိုင်ငံထိုင်းနိုင်ငံနဲ့မလေးကျွန်းတို့ပါဝင်အရှေ့တောင်အာရှကုန်းကြီးမှကြီးအမြင့်ပေနေသောဒေသများတွင်တွေ့ရှိရပါသည်ဤချက်သည်ဇီဝစုံမြတ်ပြည်ထူးခြားသောဝိသေသလက္ခဏာများဖြစ်ပါသည်အပေါ်နှုတ်သည့်အတွန့်တက်မရှိနှုတ်သည့်အမွေးမရှိအဓိကပြန်တိုင်းသောငှက်မွေးရှိ10ခုနှင့်အဓိကမိုးသောအနှဲငယ်တိုသည့်အမွေးအနှဲငယ်ပါရှိသည်နောက်ခုမြောက်အမွေးရှိနိုင်သည်သို့မဟုတ်မရှိနိုင်ပေအနားယူခြင်းတွင်၎င်း၏တောင်ပန်ထိပ်ပြားသည်အနီးပြားတဲ့ပိုရှည်သည်အနီးမွေးဆက်တကူသည်အတချောင်းကဲ့သို့ပြန်ပြူသည်သို့မဟုတ်ချွန်နေလေသည်၎င်း၏နောက်ခြေဘဝကိုအမွေးများနှင့်ပုံထားသည်ခြေချောင်းလေးချောင်းကအရှိဘက်ကိုမျက်နှာမူလှည့်ထားသည်နောက်ခြေချောင်းကအရှိဘက်ကိုရွှေ့သွားနိုင်သည်တို့ကြောင့်တစ်ပင်ပေါ်တွင်နားလို့မရသလိုမြေကြီးပေါ်မှာလည်းလမ်းလျှောက်လို့မရပေ၎င်းသည်၎င်း၏ခြေသေးလေးချောင်းကိုအသုံးပြု၍အမိုးသို့မဟုတ်ကြောက်ကဘာကဲ့သို့နေများတွင်တောင်းမှန်တွေ့ကပ်နေရလေသည်ဇီဝစုံငှက်တွင်အသက်ပြင်းများကိုဤအထူးရည်ချက်အတွက်ဒီဇိုင်းထုတ်သားခြင်းဖြစ်ပါသည်ရေဘူးရအပြင်ဇီဝစုံငှက်ဖြုတ်သည်ကိုယ်ရဲ့အရှည်6မှ15စင်တီမီတာရှိသည်ကျောဘက်တွင်မြေကူးရောင်သို့မဟုတ်အနက်ရောင်ရှိပြီးတောင်လမ်းများတွင်ရွှေရောင်ရှိသည်ခါးနှင့်ဝမ်းပိုက်တွင်အဖြူရောင်ရှိသည်ငှက်ပေါက်စတစ်ကောင်တွင်အမွေးတောင်10ခုရှိသည်ပြန်တမ်းမှုကိုပြုသည့်အလယ်မွေးများသည်တူပြီးနဲသည်နောက်ခုမြောင်မွေးများသည်တူရှိနိုင်သည်မရှိနိုင်ပေအတောင်ကိုစုလိုက်သောကအတောင်သည်အမြင့်ထက်ပိုရှိသည်အမြင့်တွင်ပြန်လာသောသို့မဟုတ်ချွန်သောမွေးများရှိပေသည်ဇီဝစုံငှက်တစ်ကောင်ခြေမိုးသည်အမွေးများဖြင့်ပုံရလို့နေပါဖြစ်ပြီး၎င်း၏ခြေချောင်းလေးချောင်းသည်ရှေ့ဘက်တွင်လှည့်ထားကြသည်၎င်း၏နောက်ခြေချောင်းသည်တခါတည်းရှေ့သို့ရွေ့သွားနိုင်သည်အဲဒါကြောင့်တစ်ပင်ပေါ်သို့တက်ခြင်းသို့မဟုတ်မြေကြီးပေါ်သို့လမ်းလျှောက်ခြင်းများမလုပ်နိုင်ပေ၎င်းသည်ဇီဝစုံငှက်မျိုးရင်းရှိအခြားငှက်များနှင့်နှိုင်းယှဉ်မှာကပြန်တမ်းမှုနှေးလေသည်ကောင်းကင်မှာဖြည်းဖြည်းပြန်တမ်းသည့်ကပုံမှန်မဟုတ်ဘဲလွင်မျောသွားတတ်လေသည်တွင်မြင့်သည့်ငှက်မျိုးစိတ်ပေါင်း100ခန့်ရှိငှက်များကိုတခါတည်းနှုတ်သို့မဟုတ်သုံးဖို့တွေ့ရှိရတော့လဲ၎င်းတို့သည်တခါတည်းနဲ့အတူတူကပြန်တမ်းနေတတ်သည်ကိုတွေ့ရတတ်လေသည်သူတို့သည်အစုအဖွဲ့နှင့်အုပ်စုလိုက်နေကြလေသည်၎င်းတို့သည်နေစရာနေရာသစ်ရှာသည့်အခါ၌ငှက်2ကောင်သို့မဟုတ်10ကောင်စုံသောသို့မဟုတ်ဘဲဘဲနေသည့်ငှက်များကိုတွေ့ရလေသည်ဇီဝစုံငှက်တို့သည်လင်းမှုကဲ့သို့အမောင်တဲ့တွင်သွားလာရန်၎င်း၏ပဲ့တင်နိုင်ရန်များကိုအသုံးပြုသည်၎င်းသည်ကျွန်ုပ်တို့လူသားများမကြားနိုင်သောအတန်ချိန်နှုန်း1500မှ9600 Hz အထိရှိနိုင်လေသည်ကျွန်တော်တို့သိရှိနိုင်သည်မှာတစ်စက္ကန့်နဲ့6ကြိမ်နှိပ်သည့်ကလစ်နှိပ်သည့်အတန်ကိုဖြစ်သည်။အော်မြင်သောနှုတ်မွေးမြူသမားချို့သည်ဇီဝစုံငှက်မွေးမြူခြင်းတွင်အထက်ပေါ်ပြပါလက္ခဏာရများသိဖို့မလိုအပ်ဟုလို့ယူဆနိုင်ပါသည်။ဇီဝစုံငှက်ပြူအကြောင်းသိပညာနှင့်သိပ္ပံပညာရှာဖွေတွေ့ရှိမှုအလုံးသည်ဇီဝစုံငှက်မွေးမြူတဲ့ကောင်းမွန်သည်ကျွန်တော်တို့ယူဆပါသည်။၎င်းတို့သည်ကျွန်တော်တို့ဟာထိခိုက်နစ်နာစေမည်မဟုတ်တော့လဲဤလုပ်ငန်းတွင်ကျွန်တော်တို့ကျွမ်းကျင်မှုစွမ်းရည်ကိုမြင့်တင်ပေးအောင်သာဖြစ်ပါလိမ့်မည်။ဇီဝစုံငှက်တွေရဲ့စမ်းဆောင်ရည်ကိုကြည့်ခြင်းအပြင်သူတို့ရဲ့အညစ်အကြေးတွေသူတို့စောက်ထားတဲ့အပိုက်တွေသူတို့ရဲ့ချုံမြင်တဲ့တန်စင်တွေသူတို့ရဲ့အပြုအမူအဆန်းစားတဲ့အလေးထားအပိုက်တိဆောက်သည့်ကျွမ်းကျင်မှုမိလိုက်မှုပုံစံဥဥတဲ့နီလန်ပေါပေါချင်းအစုဖွဲ့လိုက်နေထိုင်ခြင်း၎င်းတို့ရှင်သန်မှုပေါ်တက်ရောက်သောပတ်ဝန်းကျင်တစ်ခုလုံးအပေးစားပတ်ဝန်းကျင်နဲ့လက်လျောညီတို့ရှိမှုစသည်တို့သည်ဒန်းလူကြီးများအရေးကြီးပါသည်။များပြားလာသောသိပ္ပံနည်းကျအသိပညာများဖြင့်ကျွန်ုပ်တို့သည်စက်မှုလုပ်ငန်းတွင်တွေ့ကြုံနေရသောပြဿနာများကိုဖြေရှင်းနိုင်ပြီးကျွန်ုပ်တို့ဇီဝစုံငှက်မွေးမြူသည့်နည်းပညာနှင့်ကျွမ်းကျင်မှုများကိုခင်မအောင်လှုပ်ဆောင်နိုင်ခြင်းဖြစ်ပါသည်။ဇီဝစုံငှက်ဖြူ Aerodromus fusificus နဲ့ဇီဝစုံငှက်မဲ Aerodromus maximus ဝေရှိနှမျိုးရှိပြီးရင်းတို့နဲ့ပထမမျိုးမှာအရေးကြီးဆုံးဖြစ်ပါသည်။နှမျိုးမျိုးသမားကောင်းတို့သည်ဇီဝစုံငှက်မွေးမြူခြင်းလုပ်ငန်းကဏ္ဍပေါင်းစုံဖြစ်သည့်၎င်းတို့၏အစာအရင်းမြက်အပိုက်တိဆောက်ခြင်းမိတ်လိုက်ခြင်းဥဥခြင်းတောင်းပေါခြင်းအုပ်စုလိုက်နေသည့်အပြုအမူနခုပတ်ဝန်းကျင်အသေးစားပတ်ဝန်းကျင်စသည်တို့ကိုဂရုစိုက်တင်ပါသည်။အခန်း28စင်ကြေဘုံရပ်ွက်ရှိဇီဝစုံငှက်၏အေးအေးပေးစနစ်စင်ကြေဘုံရပ်ွက်များတွင်တည်ရှိသောဇီဝစုံငှက်သည်တ
တစ်ပင်များဖြင့်ဝန်းရံထားနိုင်ပြီးနာနဲ့စောစောတွင်ငှက်များပေါက်ပွားဖို့အတွက်မသင့်တော်သောအပူချိန်20 ဒီဂရီမှ25 ဒီဂရီစင်တီဂရိတ်ကြားတွင်ကျဆင်းသွားနိုင်သည်ငှက်မွေးမြူရေးသမားများစွာသည်၎င်းတို့၏ဇီဝစုငှက်၏များကိုလုံလုံလောက်လောက်နှွေးထွေးစေရန်အတွက်ကောင်းမွန်သောအကာအရန်ကိရိယာများတပ်ဆင်ထားတော်လဲ၎င်းတို့နှင့်တစ်ခုမှအပူချိန်အလွန်ကျွံကျဆင်းခြင်းမှတားဆီးနိုင်ခြင်းမရှိပေကျွန်ုပ်တို့သည်အချိန်တိုင်းရေငွေများဖြင့်ဝန်းရံပေးထားသည်အပူချိန်20 ဒီဂရီစင်တီဂရိတ်ရှိမှသာပြောင်းလဲမှုကိုခံစားနိုင်လေသည်ဇီဝစုငှက်၏တွင်အတော်လေး6ပေလေသည်အဘက်ကြောင့်ဆိုသောငှက်ရင်သည်လေလုံးပြီးအခိုးအငွေများပိတ်ထားသောကြောင့်ဖြစ်လေသည်အထဲမှလေထုကိုဆွဆွစေမဲ့ကိရိယာမရှိရန်ဆိုတိုင်းစာကို84ရာခိုင်နှုန်းကနေ88ရာခိုင်နှုန်းထိထိန်းထားရပါမည်သို့တော်ငှက်များအတွက်မလုံလောက်ပေဤဆိုတိုင်းစာသည်ဇီဝစုငှက်များကိုဆွဆောင်နိုင်စေဖြစ်တော်လဲအပိုက်တိဆောက်မှုအရှိန်နဲ့နှစ်ပတ်အရည်အသွေးကိုထိခိုက်စေနိုင်ပါသည်ဆိုတိုင်းစာများသောအခါအပူချိန်ကျဆင်းသွားမည်ဖြစ်ပါသည်အပူချိန်ပြောင်းလဲသွားသောအခါတွင်ရေမွေးပါဝင်မှုကွဲပြားသွားပါလိမ့်မည်စင်ကြေကုန်းရှိခြုံပုံများရေလမ်းများနဲ့တောင်များမှမြို့ကုန်းများသည်ဇီဝစုငှက်ရင်တစ်ခုတွင်ဆိုတိုင်းစာကိုမြင်မာစေသည်အပူကပစ္စည်းမရှိပါကလက်ပတ်အေချိဆိုတိုင်းစာသည်ညဘက်တွင်ပြည့်ပြည့်ဝဝရှိနေပါလိမ့်မည်၎င်းကိုမထိန်သိမ့်နိုင်လျင်ဆိုရသောအခြေအနေများဖြစ်လာနိုင်ပါသည်၎င်းသည်အသိဆောက်လုပ်ထားသောငှက်များကိုအလွန်ထိခိုက်စေနိုင်ပါသည်နေရန်တွင်ထဲသွင်းထားသောရေမျိုးပေါ်ပြသည်ဤဆိုရသောအခြေအနေကိုပြောင်းလဲနိုင်ပါသည်ရေမျိုးပေါ်ပြသည်ကောင်းမွန်သောအကာအရန်ဖြစ်သောကြောင့်ရေမျိုးပေါ်ပြပါသောနေရန်တစ်ခုဖြစ်နေရခြင်းဖြစ်ပေသည်ကောင်းစွာကာယံထားသောနေရန်များတိဆောက်ပြသည်နှင့်အလွန်ဆိုးဆိုးပြီးအလွန်အေးလုံးသည့်ပြဿနာများကိုဖြေရှင်းနိုင်မည်ဖြစ်ပါသည်ဇီဝစုငှက်၏အများပြားကိုရောင်နေအုပ်များနှင့်အကောင်းမွန်ပါသောအုပ်များဖြင့်ဆောက်လုပ်ထားပါသည်ဤနေရန်များသည်အပူဒဏ်ကိုကာဝယ်နိုင်တော်လဲအေးဒဏ်ကိုမကောင်းကွယ်နိုင်ပါစင်ကြမှုရပ်ကွက်များတွင်အသုံးပြရန်ရေမြောင်းများရှိပါသည်နေကဲ့တဲ့တဲ့အပူချင်းသည်အမှန်ကန်ပူလေသည်ရင်ငွေ့ဖိအားနှင့်ရင်ငွေ့ပြေဝသောတဝက်တစ်ပြက်ဖိအားများကိုမှန်ကန်စွာအသုံးချနိုင်ပါသည်နေကဲ့တဲ့ငှက်များအလုံးအစာရှာထွက်ကြသည်ကိုသတိပြုပါမိုးရွာခဲ့သည်ရှိသောတချို့ငှက်များအိမ်များလာနိုင်လေသည်နှိမ့်တဲ့တွင်ရေများလုံး၍အပူချင်းကျဆင်းပြီးနှိမ့်တဲ့ငှက်များအတွက်ရန်အေးလာပါလိမ့်မည်ဇီဝစုငှက်၏အပြင်စင်နှင့်ပွဲစည်းပုံကိုသတိပြုပါအဆက်မပြတ်ရွာသွန်းသောမိုးရေကြောင့်မြေပြင်မှအကွဲနေသောဘိလက်မနယ်များမှတစ်ဆင့်ရေစိမ့်ဝင်တတ်ပါသည်၎င်းသည်ငှက်ရင်ရှိအခြေအနေအားယာယီနှင့်ဒေသအလိုက်တက်ရောက်မှုရှိနိုင်တော်လဲ၎င်းသည်ရေရှည်တွင်ငှက်များ၏ပုံမှန်ကြီးတောင်းမှုကိုထိခိုက်စေမည်ဖြစ်ပါသည်ဇီဝစုငှက်ရင်တစ်ခု၏ပြင်းပြဆိုတိုင်းစာ90ရာခိုင်နှုန်းရောက်ပါကအိမ်တွင်းနှင့်အလွန်ဆွဆွနေသူကိုအလေးနဲ့ထားရပါမည်၎င်းသည်ငှက်များသားပေါက်ခြင်းကိုထိခိုက်စေသည့်ပြင်အသက်ပြင်းများနှင့်ငှက်ပိုက်များတွင်မှုကြီးတောင်းမှုကိုလည်းအားပေးပါသည်အပူဝိဇ္ဇမမာသောဇီဝစုငှက်ရင်သည်အော်တိုတိုနံပြီးအစိတ်တက်မှုများဖြင့်ပြည့်နေပါလိမ့်မည်ဒီအချိန်မှာဖြစ်သွားခဲ့သည်ရှိသောငှက်တွေရဲ့ကျန်းမာရေးကိုအကြီးအကျယ်ထိခိုက်ပြီးအိမ်ထဲကနေထွက်သွားမှသိကြပါသည်ဇီဝစုငှက်ရင်တရှိပတ်ဝန်းကျင်အေးလုံးခြင်းသည်စင်ကြမှုရပ်ကွက်များတွင်ဇီဝစုငှက်မွေးပြပါခြင်း၏အဓိကအကြောင်းရင်းဖြစ်ပါသည်ပိုပြီးသောငှက်ရင်သည်လုံးဝဖြိုခွင်းနေသောအရာတစ်ခုဖြစ်ပါသည်ဇီဝစုငှက်ရင်တွင်အေးတံကိုကာကွယ်ရန်အကာအရန်ပစ္စည်းတပ်ဆင်ခြင်းသည်မရှိမဖြစ်လိုအပ်ပါသည်အခန်း29ကျင်ငါးဝက်ဆင့်ဇီဝစုငှက်အိမ်၎င်းသည်တိကျဇီဝစုငှက်အိမ်တစ်ခု၏အယူဆမှအကောင့်တွေပုံမှုအထိရှေ့လျားပါသည်စင်းအင်းများအရကဘာပေါ်တွင်တိကျဇီဝစုငှက်အိမ်များ30ရာခိုင်နှုန်းခန့်ရှိသည်တင်ကလေးများသည်လာမည့်10နှစ်အတွင်းတစ်ဆက်တိရှိသောငှက်အိမ်များကိုကျော်လွန်သွားမည်ဖြစ်ပါသည်ဒါကြောင့်ဆင်းရဲရကြုံနှက်ပါသည်ငှက်များလာပြီး၎င်းတို့၏အတိုင်းများဆောက်ဖို့ငှက်အိမ်တစ်လုံးတိဆောက်ရမှာအခြေခံသဘောတရားဖြစ်ပါသည်ကောင်းပါပြီအရင်ကစဉ်းစားရမယ့်အခြေအနေတွေကဘာတွေပါလဲလူတွေကဒီလိုငှက်အိမ်မျိုးစားကိုကျင်နောက်ဝက်အဆင့်ရှိတဲ့ငှက်အိမ်တွေဖြစ်ဖော်ပြလိုကြလေသည်ဒါကိုဘယ်လိုဆုံးဖြတ်နိုင်ပါမလဲဟုတ်ပါတယ်သူတို့ကကျင်ငါးဝက်ဟိုတယ်တွေကခီးသွားတွေတခုတာနဲ့မတူပေဇီဝစုငှက်တွေငှက်ဖြစ်သည့်အတွက်ကြောင့်ဇီဝစုငှက်အိမ်တွင်ဇင်ကန်စရာနေရာမရှိငှက်တွေကကြိုက်မှာမဟုတ်ပေဈေးကွက်တွင်ငှက်အိမ်တစ်လုံး၏လိုအပ်ချက်ကိုဖြည့်ဆည်းပေးမည်ပစ္စည်းအများစွာရှိပါသည်ဇီဝစုငှက်အိမ်တစ်လုံးကိုအလှဆင်နိုင်တော်လဲတကယ်တော့ငှက်များအတွက်အသုံးဝင်လာပြီထို့ပြင်၎င်းတို့သည်ငှက်များကိုဒုက္ခပေးနိုင်လေသည်အလုံးပိတ်အိမ်များအားလုံးတွင်ဓာတ်တိုင်များကော်လံများနှင့်ပလက်ဖောင်းများကွန်ကရစ်အုပ်နေရများဖြင့်တည်ဆောက်ထားသည်၎င်းတို့သည်ခိုင်ခံ့ပြီးရှုပ်ထွေးသောပြတင်းပေါများနှင့်ပကြီးကားများမရှိပါသူတို့သည်စစ်မှန်သောငှက်အိမ်တစ်ခု၏အပင်ပြင်းပြတ်ဟောင်းနွမ်းနေပုံရပါသည်ဇီဝစုငှက်အိမ်သည်ငှက်များစွာကိုတဖြည်းဖြည်းဆွဲဆောင်နိုင်သင့်ပါသည်ယင်းသည်ကျန်းမာသောမျိုးပွားမှုကိုမြင့်တင်ပေးသည့်မျိုးရိုးလိုက်ဟန်ချက်ညီရန်လိုအပ်လေသည်လေထုပိတ်ဆို့ခြင်းဆိုတိုင်းစာဆိုရခြင်းနှင့်အခြားငှက်မျိုးစုများ၏ကျူးကျော်ဝင်ရောက်ခြင်းကဲ့သို့သောသတိမပြုမိသည့်အချက်ချုပ်ကိုအချိန်မီပြုပြင်သင့်ပါသည်ငှက်အိမ်အမျိုးအစားအလုံးကိုပြည့်ပြည့်စုံစေရန်ဂရုပြုသင့်ပါသည်ဇီဝစုငှက်အိမ်သည်ငှက်အိမ်တစ်ခုသာမဟုတ်ဇီဝစုငှက်တစ်ကောင်သည်တက်တာနေထိုင်ရန်မြတ်၎င်းတို့၏တားစဉ်မြင့်ဆက်များကိုမွေးမြူရန်ရန်ရများစွာပါရှိပါသည်၎င်းသည်ဇီဝဗေဒဆိုင်ရာကြီးစားဆက်ပစ္စည်းဖြစ်ပါသည်၎င်းတို့ကြီးထွားမှုနှင့်ကိန်းဂဏန်းများသည်
လေထု၏ဆိုတိုင်းစာအလင်းအရင်းအမြစ်မြများကောင်းမွန်ကြောင်း၎င်းတို့သဘာဝရန်သူများပုံမွားများနှင့်ကြီးစိုးနေသောမက်ခရိုပတ်ဝန်းကျင်အခြေအနေများပေါ်တွင်မူတည်ပါသည်ဒါတွေအားလုံးဟာပြည့်စုံတဲ့ဇီဝကမ္မစနစ်တစ်ခုအဖြစ်ပေါင်းစပ်ထားခြင်းဖြစ်ပါသည်အတူတူပြောရရင်နှိမ့်ရင်တစ်လုံးကိုကျင်ငါဝဲအဆင့်ရှိမရှိဆိုသည့်မျိုးစားခွဲခြားရမှာအသုံးဝင်ပြီးနှစ်တွေအတွက်တော့အားလုံးကအတူတူပဲခြုံငုံကြည့်ရရင်ဇီဝဗေဒဆိုင်ရာရှုထောင့်များနဲ့ပတ်ဝန်းကျင်သည်ဇီဝဆုံးနှိမ့်တစ်လုံးတွင်အရေးကြီးဆုံးဖြစ်ပါသည်ကောင်းပါပြီအခု audio file လေးကိုအဆုံးထိကြည့်ရှုအားပေးရတဲ့ကျေးဇူးတင်ပါတယ်နောက်ခန်းလေးကိုလည်းဆက်လက်ကြည့်ရှုအားပေးပါအောင်နော်